မင်္ဂလာပါရှင်ချီတစ်ခေါက်တော့ငါဇင်ရောင်းသွားတဲ့လက်လုံးသေးလေးတွေကိုအဆန်ကွဲတိတ်ကလေးတွေနဲ့ဒီအစင်လေးပထမတစ်ခေါက်ကမရလိုက်တဲ့မမတွေဒီတစ်ခေါက်ကိုပြန်ဝင်ပါပြီနော်ပြန်ဝင်ပါပြီဈေးကြီးမှာအရေးအတွက်အများကြီးမရဘူးခုနှစ်အုပ်ပဲရမယ်နှစ်တရာချီအတိုင်းပေါ့ချီသားစစ်စစ်ကိုကြိုက်တဲ့မမတွေဆိုရင်တော့ဒီထဲကနေယူပါဒါလေးတွေဆိုလို့ရှိရင်လူကြီးတွေအနေနဲ့လည်းလက်ဆောင်ပေးလို့လည်းကောင်းတယ်လူကြီးကတော့ရင်လည်းရမ်းအဆင်ပြေတယ်နော်ဒါလေးဆိုလို့ရှိရင်တခွားလေးကိုသူကလက်ရဲစံခွဲရဲဂျိတ်ဆိုလို့ရှိရင်လည်းစင်လို့အယောင်တွေခွဲပြီးခတ်ထားတာနော်အယောင်တွေကိုတယောင်စီသူကခတ်ပေးထားပါတယ်တယောင်2ယောင်3ယောင်4ယောင်5ယောင်6အဲ့လိုမျိုးအယောင်လေးတွေကိုမတူအောင်လို့အယောင်တွေခွဲပြီးတော့ခတ်ပေးထားတဲ့အစင်မှာနှစ်တရာချီအတိုင်အဖောက်ချီတန်းစစ်ဝန်းဆက်ပါဂိုင်းရီကတော့3ကိုက်ခွဲကျော်ပါတဲ့ဝန်းဆက်အုပ်ကလေးဖြစ်ပါလေရှင်ဒီအစင်ကလေပုံမှန်စင်တို့ရောင်းတဲ့ရောင်းစီက3,900ရှိပါတယ်နော်ရှစ်ပထမခောက်မှာဇင်ရောင်းပေးသွားတာ3,500အတိလေးနဲ့ရောင်းပေးသွားတာဖြစ်ပါတယ်အခုဒါလေးကိုဒီ profile လေးထဲမှာ3,400နဲ့ယူပါနော်3,400နဲ့ယူပါဒီတစ်ခေါက်ကိုကြတော့ဇင်ကိုရက်ကန်က special ဈေးလေးပေါ့နော် special ဈေးလေးလည်းရတယ်ကြတော့မတို့လည်းဇင် special ဈေးလေးပြန်ပြီးတော့လုပ်ပေးတာဖြစ်ပါတယ်ဒီပုံစံမျိုးလေးပါလိတ်ကျိတ်ကိုမှအဆန်ခွဲသေးနေပါရှင်ဒါလေးကတခွားရောင်လေးပါသူတအားလှတယ်နော်တအားလှတယ်ပွဲတက်ကာလာနုကလေးဆိုလို့ရှိရင်ဟုတ်တယ်အရန်အဆင်ပြေတယ်ဒါလေးဆိုလို့ရှိရင်ဘေးတာအနုကလေးပါသူဆိုလို့ရှိရင်ဒီအပွင့်ဆိုလို့ရှိရင်မတို့ဇင်တို့2သိန်းကျော်မှာ2သိန်းကျော်ပုံဟာရဲတွေမှာခတ်တဲ့အပွင့်ကိုပဲသူကလာခတ်ပေးထားတာဖြစ်ပါတယ်အလုံးတိတိချစ်ချစ်လေးလေးနာလီတအားလှတယ်တအားလှပါတယ်ဘေးတာရောင်လေးဖြစ်ပါတယ်ရှင်3ခိုက်ခွဲကျော်ပါတယ်နော်မတို့ဒီလိုအယောင်လေးတွေကမျက်စိလဲအေးတယ်လူကြီးလူငယ်ဝိရင်လဲလိုက်တဲ့အယောင်လေးတွေသူကတချို့ကျတော့အရန်ဖြူတာကိုမကြိုက်ဘူးအယောင်ဖြူဖွေးကိုမကြိုက်ဘူးဆိုလို့ရင်ဒီလိုမျိုးအယောင်မျိုးကြီးပါဒါကတော့အဖြူနဲ့နီးစပ်တော့တူတယ်အဖြူလိုမျိုးဖွေးဆွတ်မဟုတ်ဘူးနော်ဒီလိုမျိုးလေးကာလာလေးကဒီလိုမျိုးလေးပါကျိုးတွေကိုအယောင်တွေခွဲပေးထားပါတယ်3,400ပါနော်အရန်တန်တယ်ဒီတစ်ခေါက်ဒီဈေးပါနောက်တစ်ခေါက်ကျရင်ဘယ်ဈေးဖြစ်မလဲဆိုတာတော့ဇင်လည်းမပြောတတ်ဘူးပေါ့နော်ဒါလေးကလည်းတခွားလေးပဲတခွားလေးကိုဇင်တို့ဂျိတ်အနေထားလေးတွေပြောင်းမယ်ဒါကတော့ဂျိတ်ကျိုးအပြားကြီးကြိုက်တယ်ဂျိတ်ပက်လေပြည့်ကလေးတွေကြိုက်တယ်ဆိုတဲ့မတွေကတော့ဒါမျိုးလေးတွေကိုယူပါအရန်လာတယ်နော်အရန်လှတော့လေးတွေပါရှင်ဒီဟာလေးကပိုနုပဲနော်ပထမအုပ်ကတကွားလေးကနည်းနည်းရင့်နေဒါလေးကပိုပြီးတော့နုပါတယ်ရောင်ကရီငိမ့်ကလေးဒါလေးပါဒါလေးကတော့တခွားရောင်လေးဖြစ်ပါတယ်ရှင်ဒီလိုမျိုးလေးကြိတ်ကလေးနဲ့အရန်လှတယ်ဒါလေးတွေချုပ်ဝင်လိုက်ရင်ပိုလှတယ်ကချင်ရဲ့လေမတို့အားတာချက်ကလေးချုပ်ဝင်ရင်ပိုလှတာဒီဇိုင်နာကောင်းကိုယ့်ရဲ့စိတ်ကူးစိတ်တန်းကောင်းလေးနဲ့ဒါသွားချုပ်လိုက်အဲ့ဒီအထည်ကလေးဈေးအရန်မကြီးတဲ့အထည်ဖြစ်ရင်တော့မှ3,400နေနဲ့ရှင်ဝေးလို့ရတဲ့အထည်မျိုးတွေတော့ဖြစ်ပါတယ်ဒါမျိုးလေးဒါလေးကတော့အနီကလေးပါရှင်အနီလေးကြရင်ဒါလေးတအုပ်ရပါမယ်အနီရဲကလေးပါရှင်ခြီထဲမှာလေဒီလိုအနီရောင်လေးတွေကထွက်ဖို့တော်တော်ရှားပါတယ်အများနဲ့လည်းထွက်ထားမရှိတဲ့အယောင်မျိုးပါဒါလေးကတော့ခြီလေးအနီရောင်လေးပါပုံမှန်ခြီလေးတွေဆိုလို့ရှိရင်နည်းနည်းဒီချက်ပိုပြီးဖြောတဲ့ကာလာဘက်ကိုသွားတယ်ပေါ့နော်ဒါလေးတွေဆိုပိုရဲတယ်သူကတော့ခဲပြလေးဖြစ်ပါတယ်ဒီခဲပြလေးလည်းရမ်းလှတယ်လူကြီးတွေကိုလက်ဆောင်ပေးလို့ရမ်းကောင်းတယ်နော်မတို့ဒီအစင်ကလေလူကြီးကိုရမ်းလက်ဆောင်ပေးလို့ကောင်းတယ်လူကြီးတော်တော်များများလည်းကြိုက်တယ်ဒါမျိုးလေးတွေကသိန်းထဲမှာ4,000ကျပ်ပါရှင်နှစ်သက်တယ်ဆို screenshot လေးတက်ရိုက်ပြီးတော့ base messenger Viber နံပါတ်3ညကို4နှစ်8နှစ်3ည4 3ည4နဲ့3ညကိုခုံကို6 6 1 8 6ကိုဒီဖုန်းနံပါတ်နှလုံးမတက်ဆက်လဲဆက်သွယ်ဝေးယူအားပေးလို့ရပါတယ်ရှင်။ခြားဖုန်းတွေလုံးဝ Viber မသုံးပါဘူးနော်။မတို့ဒါလေးကတော့ခဲကလေးပါခဲကလေးကတော့စင်တူနှစ်အုပ်ရပါမယ်။သူကခဲပေါ်မှာအနက်နဲ့အဖြူကိုလာပြီးတော့ဖောက်ထားတာပါအယောင်ရီငိမ့်လေးနဲ့ဒါလေးကလေအချစ်တစ်ခေါက်မှစင်တူတွေအများကြီးရတာအဲ့ဒါလေးကုန်တာပဲကြိုက်တာပေါ့နော်မျိုးလုံးရှင်တော့လေအယောင်လေးရလေရှင်လေးဒီဖေးအဖောက်လေးတွေကြတော့သူကကာလာစုံသုံးထားတာမဟုတ်ဘူး2ယောက်နဲ့သုံးထားတဲ့အတွက်ကြောင့်ရင်းလေးဖြစ်တယ်ကာလာအရန်မကြိုက်တဲ့မမတွေဆိုရင်အရန်ကိုအဆင်ပြေတယ်ဒါလေးပါရရှိမဲ့ဈေးလုံးလေးကတော့ဘယ်စင်ကိုပဲယူ3သိန်းနဲ့မှ4,000ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်ဒါလေးကတော့ final ဈေးပါရှင်စင်လုံးဝကိုထက်ချော့လို့မရတဲ့ဈေးလေးပါနှစ်သက်တယ်ဆို screenshot လေးတာရိုက်ပြီးတော့ base messenger Viber နံပါတ်3ညကို4နှစ်8 2 3ည4 3ည4နဲ့ခုံကို6 6 1 6 6ကိုဒီဖုန်းနံပါတ်နှလုံးမှာတက်ဆက်လဲဆက်သွယ်ဝေးအားပေးလို့ရပါတယ်ရှင်ကျေးဇူး